အားလုံးပဲဝင်ကြပါကျွန်တော်မျိုးဇီလင်းအကြီးဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Roblox ဆောင်လေးကိုတင်ပေးမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုတင်တာမတင်တာပြောမတင်တာတစ်နှစ်လောက်ရှိပါပြီဘာလို့လဲဆိုတော့ကျွန်တော်မှာအရေးချောင်းလေးရှိပါတယ်ကျွန်တော်ကအပြင်းထူနေရပါပါတယ် Roblox ကိုဘယ်လိုဆော့မလဲ Okay ကျွန်တော် line မကောင်းလို့အထဲတော့မဝင်ပြတော့ဝင်ပြလိုက်ပါမယ်ဒါနဲ့ subscribe လုပ်ထားအောင်နော်အမိနဲ့ Roblox ကိုဘယ်လိုဆောင်းရမလဲဆိုတော့အရင်ဆုံးခင်ဗျားကို VPN မခံဒလိုလေးလို့ခင်ဗျား friend တွေရှိရမှာကျွန်တော်မှာ friend 950နှစ်ရှိပါတယ်သူတို့တွေထဲကိုဝင်ပါခင်ဗျားတို့ကျွန်တော်လုပ်ပြလိုက်ကျွန်တော် VPN မခံတော့ VPN မခံတော့ချို့တစ်တော့ဘောပြောပြရည်လား VPN မခံနဲ့ VPN နေဖြတ်ပါအဲ့လုံးဝမဟုတ်ဘူး Roblox ဆော်လို့ရမှာ VPN လည်းပါပါတယ်ဆော်ဝင်ပြမယ်ဒါ VPN မခံတော့နော် Okay join နေပြီဗျ join စာပါတယ်ကျွန်တော်ဗျ hallway update တဲ့ဗျမစောဒါလည်းမစောရတာခုချိန်ကြီးရှိဒါဘရိုစိတ်ကူးပေါင်နေဝင်စိတ်ကူးမပေါင်နေမဝင်ဘူးတော့အမ error go to ဒီ radio ကိုနေလို့အကြာကြီးပဲအမ friend နေတဲ့ကိုဝင်ပါဒါပေမဲ့ friend နေတဲ့ကိုဝင်လို့မရဘူးလား Okay friend နေတဲ့ကိုဝင်လို့မရပါကျွန်တော်ဒါစကားမဆက်ကျွန်တော်တစီကိုရောက်ပါပြီfriend နေတဲ့ကိုဝင်လို့ပြရကျွန်တော်ကတော့ blog food ဆော့မယ်ဆို friend နေတဲ့ကိုပဲ join တာလို့မှမ join အဲ့လိုဖြစ်နေပြီဆိုလဲကို VPN မခံပါနဲ့ဆာဗာရှိပါလေဆာဗာလည်းဝင်ပါဒါရဲလို့ဆာဗာလည်းဝင်လို့မရတော့ဘူးဆိုရင်တော့ဘရိုနောက် VPN လေးတော့တုံးကြပါနောက် VPN လေးဖြစ်တုံးကြလေအေးပါကွာမင်းတို့ကလည်း line လည်းမကောင်းစုပ်ပြတ်လာဆိုတော့ကျွန်တော် join ပြနေပါပြီဒါစကားမဆက်ကျွန်တော်အရင်လုံးဗီဒီယိုလေးပြန်တင်ပြအောင်ပါပဲကျွန်တော်ဗီဒီယိုကိုကြည့်လို့အရင်တော့တော်တော်အတန်တိုးပါတယ်ခုတော့အတန်ကြအောင်တော့ကျွန်တော်လုပ်ပေးထားပါတယ်ဆိုအကြာကြီးပဲမ join ပြတော့ဒါဝင်လို့ရပါတယ်အဲ့လိုမှဝင်လို့မရဘူးဆိုရင် bro TV speed တီးွာVPN လေးဖြစ်VPN လေးဖြစ်TV နောက် VPN လေးဖြစ်ကူးထားပါဒါကိုကြိုက်တဲ့ VPN ကူးထားဒါတကယ် Roblox ကိုမစောချင်ဘူးဆိုလေတခြားလေးနေကူးထားပါ Roblox ကိုဖြတ်ပြပါနဲ့မှာပြီး join ပြီဆိုအားလုံးပဲbye bye